ဒီ view ထဲမှာမျှဝေသွားခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော် take ရဲ့အသုံးပြုပုံ take ဆိုတာကိုယူတာတစ်ခုလည်းအတွက်ပဲသုံးနေကြတော့မယ်ဒီနေ့ take ရဲ့အသုံးပြုပုံ၅ခုကိုရှင်းပြပေးတော့မှာနံပါတ်1တစ်ချက်ဒီမှာတကယ်ချင်းတယောက်ကသွားစရာရှိလို့တော့ချိန်ရတာရှိလို့လောနေရောက်လောနေတကယ်ချင်းရေးစေးလို့လို့ပြောခြင်းတဲ့အခါမှာ hey take your time လို့ပြောလို့ရအောင်နံပါတ်2အချက်ကတော့ဟိုမှာကဓာတ်ပုံရိုက်တဲ့အခါမှာသုံးလို့ရအောင်ငါ့ကိုဓာတ်ပုံလေးရိုက်ပေးဦးနော် Can you take a photo of me please ဒါမှငါမျိုးဓာတ်ပုံလေးရိုက်ပေးလို့ရမလား Can I take a picture of you Can I take a photo of you ဒါမှမဟုတ်ငါတို့တွေအဖွဲလိုက်ဓာတ်ပုံရိုက်ကြဆိုကွာ Let's take group photo အဲဒီလိုသုံးလို့ရအောင်နံပါတ်3ချက် take ကိုကျွန်တော်တို့ကဒီရေချိုးတဲ့အခါမှာလည်းအသုံးပြုလို့ရပါတယ်ဥပမာကွာငါဒီနေ့ရာသီဥတုကလည်းတော့ပူနေကွာအဲ့တဲ့ငါကြီးတော့ချိုးလိုက်အောင်မယ်ရေချိုးတာကို take a bath take a shower လို့ပြောလို့ရအောင်ဒီနေရာမှာ take a shower ကတော့ရေပန်းခရလေးနဲ့ရေချိုးတာဖြစ်ပြီးတော့ take a bath ကတော့ဒါရိုးရိုးရေပတ်နဲ့ချိုးတာကိုပြောတာဖြစ်ပါတယ်ဥပမာငါရေတော့ချိုးလိုက်အောင်မယ်ဆိုရင် I'm gonna take a shower ဒါမှမဟုတ် I'm gonna take a bath ဒီလိုလေးတွေအသုံးပြုလို့ရအောင်နံပါတ်4ချက်မတကင်းတယောက်ကအလုပ်တွေရမ်းလုပ်ပြီးပင်ပန်းနေအဲ့တော့နားမအောင်ကွာမင်းရလေအဲ့လိုပြောတဲ့အခါမှာနားပါအောင် take a rest ဒါမှမဟုတ် take a break လို့ပြောလို့ရအောင်နောက်ဆုံးနံပါတ်5ဟိုမှာကိုယ်တယောက်ကိုအကြံမလဲတဲ့အခါမှာအဲ့တယောက်ကကိုယ့်ရဲ့အကြံကိုယူချင်တာလို့မယူချင်အောင်လုပ်ယူချင်ယူမယူချင်နေကွာလို့ပြောချင်တဲ့အခါမှာ take it or leave it လို့ပြောလို့ရအောင်나로 발로 고 조금 못 줘 달러 캠치고 봐